မင်္ဂလာပါ Digital Hub YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဖြူခန့်ပါဒီကနေ့ကျွန်တော်တို့နေ့လည်စာတော့ဆောင်မဲ့ဆိုင်လေးကတော့ဘန်ကောက်မှာဝက်လက်ထမင်းပေါင်းကို89ဘတ်နဲ့ဝါစာဆိုင်လေးဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်နေပြီးတော့ကြည့်ရှုပေးပါအောင်ခင်ဗျဒီနေ့ကျွန်တော်တို့နှစ်ယောက်နေ့လည်စာလာစားတဲ့ဆိုင်လေးကတော့အခုနောက်မှမြင်ရတယ်ပေါ့နော်ဘန်ကောက်မှာ89ဘတ်နဲ့ဝက်လက်ထမင်းပေါင်းကိုဘူဖေးစားလို့ရတဲ့အရန်နာမည်ကြီးတဲ့ဆိုင်လေးတွေပေါ့သူများတွေအခြားသော vlogger တွေရိုက်ပြီးလာတော့ကြာပါပြီကျွန်တော်တို့ကတော့အခုမှရောက်ဖြစ်လို့လာရိုက်တာပါဟုတ်ပါတယ်အမေကကိုယ်တိုင်ထည့်ရတာဟုတ်တယ်ခင်ဗျားကတော့ကိုယ်တိုင်ယူပေါ့နော်ကိုစားနေတဲ့လောက်လေးပေါ့ထည့်ရတာပေါ့နော်ဟုတ်ဒီမှာလည်းကိုထည့်ချင်တဲ့အားလေးတွေထည့်လို့ရတယ်ဒါသူဟင်းကြီးကအရေးကတော့တောက်လို့ကောင်းတဲ့ပုံလေးခင်ဗျအေးမပါပါမပါဟုတ်တယ်လို့လားရတယ်ကဲလိုက်ခဲ့ပါဒီကောင်ထည့်ပြီနော်ပြီအေးစမ်းကြည့်ကျွန်တော်ငေသီးတို့ကြက်သွန်တို့ကြိုက်နေကျွန်တော်တို့ဝက်လက်သမင်းပေါင်းနဲ့စားလို့ရမယ်အချိန်လေးပေါ့နော်လိုမှထည့်ပါဟိုကြိုက်တဲ့ကိုယ်တိုင်ကြိုက်တယ်ဆိုရင်လည်းစားလို့ရတယ်ပေါ့နော်ကျွန်တော်တော့နည်းနည်းတန်စားကြည့်အောင်သူ့ရဲ့ပိုးရှင်းကတော့အများကြီးပဲဟိုဘာဆို89ဘတ်နဲ့အဝစားဆိုတော့ဟိုမှာ89ဘတ်နဲ့79နော်89ဘတ်နဲ့ဟိုကျိုးအများကြီးပဲဝတ်သားကြိုက်တဲ့သူတွေတော့ဆိုရင်တော့တော်တော်လေးကိုအဆင်ပြေတယ်အရေးကလည်းဟိုကိုစမ်းစားလို့ရတယ်နော်ဟိုနည်းနည်းတော့အမမဟုတ်ထမင်းကတော့နိုင်တဲ့လောက်ယူသေးခြင်းနဲ့ပေါ့နော်ဟိုထမင်းနေအများကြီးယူထားရင်လည်းမကုန်မှလည်းစိုးတယ်ဆိုတော့ဟိုဝတ်သားများများကြိုက်တဲ့သူကတော့ထမင်းနည်းနည်းနဲ့ဝတ်သားများများပေါ့နော်ထမင်းနဲ့ဝတ်သားဆိုရင်တော့ကိုနိုင်တဲ့လောက်လေးကိုချင့်ချင်ပြီးတော့ယူလို့ရတယ်ပေါ့နော်အဲဆိုရင်ဒီတော့ကျွန်တော်တို့စားကြည့်ပါမယ်ခင်ဗျသူဝတ်သားရတာတွေကလေနူးဣပြီးတော့ဟိုချုပ်စစ်လေးပေါ့နော်ပြီးတော့အရေးလေးကလည်းစမ်းစားတော့ဟိုစားရတာကအဆင်ပြေတယ်သူအချင်းလေးနဲ့ဆိုတွဲဖက်စားရင်တော့ဟိုအီပြေတာပေါ့နိကိုကျွန်တော်ထည့်ပြီးဝတ်သားဆိုလည်းအများကြီးပဲတကယ်89ဘတ်နဲ့အဝသားဆိုတော့တော်တော်ပြန်တယ်အဲ့ဒါညီကဟိုအခုတစ်ခေါက်တည်းနဲ့ပြီးပြီလားပြီးသွားလို့ရှိရင်ထပ်ထည့်ဦးပါဟုတ်တယ်ကျွန်တော်ထည့်ရုံမှာအဲ့တော့ဟိုစားကောင်းနေတာဆိုတော့လေကျွန်တော်ကလည်းအစားများစားရတဲ့သူဆိုတော့သူကလုံးဝဝတ်သားဆိုတာကိုလေအများနဲ့သူကအမှုကျွန်တော်စားနေတဲ့အချိန်မှာလည်းချက်ပြုတ်နေကြတော့ချက်ပြုတ်နေတဲ့အချိန်မှာဟိုဝတ်သားကိုသူကနူးဣနေအောင်လို့ချက်တာကျွန်တော်တော့စားနေစားကောင်းနေစားလိုက်တာတပွဲကတော့ခေါင်းတော့လုံးရှိနေပြီအဲ့တော့ကျွန်တော်ကတော့မဝသေးဘူးထည့်ရုံမယ်ရိုးလေးတွေချင်းလောက်တာလေးဒီရည်ရွှေလေးစမ်းမှာပို့စားလို့ကောင်းတယ်ခုနကကျွန်တော်ဟိုနည်းနည်းလောက်ပဲစမ်းလိုက်တော့လေအခုလည်းမင်းကိုကြည့်ရင်းနဲ့ဗိုက်စားလာပြီအခုလည်းစားမယ်ကဲစားဗျာအဲ့ဒါကျွန်တော်စားမယ်ဗျာနော်နည်းနည်းပါပဲno fat and meat
meat that's it meat this one no ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒါမုံချင်းကျင်ပေါ့ဟုတ်လားမုံချင်းကျင်လည်းအရင်ကြိုက်ပါလေဒီစမ်းမယ်ညီနောက်နေနဲ့ဆက်လိုက် Okay ကိုကတော့အဆက်မတက်လို့မစားဘူးပေါ့နော်အဲ့ဒါညီကိုနဲ့အတူတူစားမယ်ဒီက ဒါမဲ့ကျွန်တော်ကတော့နှစ်ပွဲမြောက်ရှိနေပြီ တော်တော်ကောင်းတယ်နော် အခုစားကြည့်တော့ဘယ်လိုရတာရှိ ဒီလောက်ပြီးတော့ကြိုက်တယ်တော်တော်ကြိုက်တယ်ကိုကတောင်ဟိုကောင်းဇာတ်ရည်ကကြိုက်ပြီးသားပြောလေဟောလည်းကြိုက်ပြီးသားဒီဝက်ဒီတော့ဒီဝက်ဥပ္ပါရပါတော့ဒီအရင်ကြိုက်ပါနူးပြီးတော့နော် သူ့ရဲ့အစီအစဉ်လေးကထူးခြားတယ်နော်96ဘတ်နဲ့အဝသားဆိုတော့ညမာဆိုတော့ညမာလိုပဲတောက်လိုက်တယ် ဒီဘက်ကကဲဆုံးလေးနဲ့လက်ခံနော် ဟင် ကဲဆုံးလေးပဲလက်ခံ တော့ငါကန်နဲ့ပေးလို့မရဘူးเนาะဘန်ကင်းနဲ့တော့လို့မရဘူးဝေသားအုပ်လေးနဲ့ပဲသူတို့လက်ခံတယ်ပေါ့နော်ဝေပတ်သက်ရှင်းလို့ရတယ်ကဲကျွန်တော်ကတော့ရိုင်းမစားနိုင်တော့ကျွန်တော်ဆိုတော့အသားကြီးကုန်သွားလို့ပေါ့နော် ကျွန်တော်ကတော့အခုဆိုရင်ပထမတစ်ပွဲကုန်သွားပြီပေါ့နော်ဟိုအဲ့ဒါဒုတိယတစ်ပွဲထပ်စားပါမယ် ကဲအခုကတော့နှစ်ပွဲမြောက်ကိုတွားယူခြင်းဖြစ်ပါတယ်ကိုကအသားပိုကြိုက်တယ် ကိုကြိုက်တယ် အခု ကဲဟာအများကြီးပဲငကောကိုနည်းနည်းထည့်ရင်တော့နော်သူကများအသားကတော်တော်များတာ ဒီတက်လည်းဒီတက်လည်းတက်မစားနိုင်တော့ဘူးပေါ့ တော်တော်ဖြစ်တယ်စားလို့လည်းကောင်းတယ်ကျွန်တော်တို့ဒီမှာအစိတ်နေ ဒုတိယမြောက်ပွဲကိုစားလိုက်ပါဦးမယ် ကျွန်တော်ကတော့ဒုတိယမြောက်ပွဲလေးစားကျွန်တော်တော့ စိတ်ပိုင်တော့ပွဲတက်စားလို့ရပြီ ဟုတ်ပြီ unlimited စားလို့ရတယ် unlimited တော့ဟုတ်တယ်ကျွန်တော်ကတော့ မစားနိုင်တော့ဘူး မစားနိုင်တော့နှစ်ပွဲကိုစိတ်နေအောင်စားပြီးသွား အဲ့ဒါဘောရာကြီးကွန်လာကြီးထပ်ပြီးတော့စားကြဖို့ကတေးစားတော့ဖြစ်သွားတယ်နော် ကျွန်တော်အသေးလေးလည်းကျွန်တော်ညှို့မေးဦးမှာဘာလို့ဆိုတော့ဆိုင်ကောင်းတာထက်သူတို့စားသိချင်တာပေါ့နော်အဲ့ဒီမျိုးလေးကျွန်တော်အတွေးလေးတစ်ခုတော့ဝင်လာခဲ့ မနေ့ကညီလေးပါရင်လည်းသူလည်းကြိုက်မှာပဲ ကြိုက်မှာဒီကဝါသားကြိုက်တဲ့သူတွေတော့များများအတွက်ဆိုရင်တော့ဒီဆိုင်လေးကအဆင်ပြေတယ် ညနေရမို့တော်တော်ကောင်းတာ သူကဟောပေါ့နော်ကျွန်တော်တို့ဒီကမိုင်နဲ့လေနီးတယ်ဒီကြမှာကျွန်တော်လိပ်စာလေးအချက်ပြန်ပြီးညွှန်ပေးမှာပေါ့နော်
အခုတော့ကျွန်တော်တို့ညီကိုနေရာကတော့စားလို့တော့ပြီးသွားပြီပေါ့။နှစ်စလုံးလည်းအီစိတ်နေပဲအေးလည်းတောက်ပြီးတော့အီတော့ဖြစ်ရတယ်ဒါပေမဲ့တော့မရဝသားအီတယ်လေပြီးတော့နှစ်စလုံးနဲ့ဖိုက်တောင်လေးပြီးအဲ့တောင်အေးချင်းနေဒီဆိုင်လေးကတော့ Egamine BTS Station နဲ့ဒီနာလေးမှာပဲတည်ရှိပါတယ်ဒီဆိုင်လေးရဲ့အသေးစိတ်အတိအကျကိုဒီမှာကြည့်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Digital Hub YouTube Channel မှာနှုတ်ဆက်လိုက်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်တွေ့ဆုံပါမယ်ခင်ဗျBye bye. ကျွန်တော်တို့တင်ဆက်ပေးနေတဲ့ content လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ခင်ဗျာ comment တိုင်းကိုလည်းကျွန်တော်တို့တည်တည်ချာချာဖတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တဲ့အနေနဲ့ iPhone တွေ MacBook တွေကိုကြည့်ရှုလေ့လာတာသဘောကျနှစ်သက်တယ်ဆိုရင် Apex Trading လို့ခေါ်တဲ့ကျွန်တော်ရဲ့ဆိုင်လေးကို Facebook မှာဝင်ရောက်လေ့လာလို့ရပါတယ် Apex Trading မှာအဓိကအားဖြင့် iPhone, MacBook, iMac, Mac Mini အပြင် IT နည်းပညာဆိုင်ရာပစ္စည်းမျိုးစုံကိုအသစ်ရော second hand အနေနဲ့ပါအယောင်းအဝယ်အလဲအထက်ပြုလုပ်ပေးပါတယ်